ဒီဇလန်မှကြည့်ခင်မှာအဓိကဇက်ကောင်တွေကိုသိထားဖို့လိုပါတယ်။ဒီဇလန်ဟာတောင်ကိုရီးယားအမျိုးသားလုံခြုံရေးဌာနဒုတိယအတွင်းရေးမှူးဂျောင်ဟွန်းနဲ့စတင်ပါတယ်။သူကတာဝန်ကျေပွန်တဲ့အစိုးရအရာရှိတစ်ယောက်ဖြစ်ပြီးသူ့ရဲ့အထက်လူကြီးဖြစ်တဲ့ယင်းနှီးတဲ့မိတ်ဆွေဟွန်ဘတ်ကိုသမရဖြစ်စေခြင်းတဲ့သူပါရွေးကောက်ပွဲနီးလာတာနဲ့အမျှဟွန်ဘတ်ကသမရရွေးကောက်ပွဲဝင်ဖို့ပြင်ဆင်နေပြီးဂျောင်ဟွန်းကလည်းနောက်ွယ်ကနေအစွမ်းကုန်ကူညီပေးနေပါတယ်။ဒါပေမဲ့သူ့အတွက်အရေးကြီးဆုံးကတော့သူ့သမီးဂျောင်းမင်ပါဂျောင်းမင်ကဩစတြေးလျမှာပညာသွားသင်ဖို့ပြင်ဆင်နေပြီးဖခင်ဖြစ်သူအတွက်တော့သမီးနဲ့ခွဲရမယ့်အချိန်ဟာနှလုံးနာစရာပါပဲ။သမီးကိုလေစိတ်ပို့ဖို့သွားတဲ့မနက်ခင်းမှာရေဒီယိုကလေစိတ်တရားပေါ်မြူကိုတွေထူနေကြောင်းသတိပေးနေပါတယ်။ဒါပေမဲ့သူတို့ကတော့ခရီးဆက်သွားကြပါတယ်။လမ်းမှာဓာတ်ဆီဆိုင်တစ်ခုဝင်ပြီးဂျိုးဘတ်ဆိုတဲ့ထရက်ကားမောင်းသမားနဲ့တွေ့ကြပါတယ်။ဂျိုးဘတ်ကအလုံးနှစ်ခုလုပ်ပြီးအသက်မွေးနေရတဲ့သူပါအပြောဆိုကြမ်းတမ်းပြီးဂျောင်ဟွန်းကိုလည်းမလေးစားသလိုဆက်ဆံပါတယ်။ဂျောင်ဟွန်းကစိတ်တူသွားပြီးငါမင်းကိုတိုက်ရိုက်မပေးဘူးမင်းဘော့စ်ကိုပဲနောက်မှပေးမယ်လို့ပြောလိုက်ပါတယ်။ဒီသေးငယ်တဲ့မာနကနောက်ပိုင်းမှာသူ့ဘဝကိုပြောင်းလဲသွားစေမယ်ဆိုတာသူမသိသေးပါဘူး။တစ်ဖက်မှာတော့ professional ကောက်တီးကစားသမားယူယာနဲ့သူမရဲ့မန်နေဂျာမီယန်ကလည်းလေစိတ်ကိုရောက်နေပါတယ်။ဒါပေမဲ့ယူယာရဲ့ passport ကတက်တန်းကုန်နေတဲ့အတွက်ခရီးမသွားနိုင်တော့ပဲအိမ်ပြန်ရဖို့ဖြစ်သွားပါတယ်။အဲ့ဒီအိမ်ပြန်လန်းဟာသူတို့ဘဝရဲ့အဆိုးရွားဆုံးအိမ်မက်စီဦးတည်နေတာပါ။လေစိတ်တရားပေါ်မှာတော့မြူခိုးကပိုးထူလာပါတယ်။ဂျောင်းမင်ကကားပြတင်းပေါက်ကနေကြည်ရင်ထူးဆန်းတာတစ်ခုကိုမြင်လိုက်ပါတယ်။စစ်ကားတန်းတစ်ခုအလဲမှာလုံခြုံရေးတင်းကျပ်ထားတဲ့ဘန်ကားတစ်စီးအဲ့ဒီဘန်ကားထဲမှာတော့ခွေးတွေကိုအကျဉ်းသားလိုတည်ဆောင်လာပြီးစစ်တပ်ကအထူးကာကွယ်ထားတာပါဒါပေမဲ့ခဏအကြာမှာပဲအရာအလုံးပြောင်းလဲသွားပါတယ်မြူကိုတဲကနေကားတစ်စီးအရှိန်ပြင်းပြင်းနဲ့မောင်းလာပြီးစစ်ကားတန်းကိုဝင်တိုက်မိသွားပါတယ်ကားတွေဆင်တိုက်မိကြပြီးတော့စီတင်ကားတစ်စီးလဲကျပြီးလမ်းတစ်ခုလုံးပိတ်သွားပါတယ်စက္ကန့်ပိုင်းအတွင်းမှာပဲတရားကြီးဟာပိတ်မိသွားပြီးတေမင်းတကားလိုဖြစ်သွားပါတယ်အဆိုးဆုံးကတော့တရားပေါ်မှာအဲ့ဒီအဖြစ်ရတစ်ခုလည်းမဟုတ်ပါဘူးစစ်သားတွေတည်ဆောင်လာတဲ့ဘန်ကားတွေကခွေးတွေလွတ်သွားပါပြီပြီးတော့အဲ့ဒီခွေးတွေဟာတာမန်ခွေးတွေမဟုတ်ပါဘူးစစ်သားတွေကဘန်ကားစီပြေးသွားပြီးကြည့်လိုက်တဲ့အချိန်မှာစစ်သားတစ်ယောက်အသက်ခံထားရတာကိုတွေးလိုက်ရပါတယ်သူတို့ချက်ချင်းစင်ကနေဂျမ်ဘာကိုဖွင့်လိုက်ပြီးတရားပေါ်ကဆက်သွယ်ရေးအားလုံးကိုပိတ်လိုက်ပါတယ်ဂျောင်းမင်ကမြူကိုးထဲမှာခွေးတစ်ကောင်ထူးဆန်းစွာပြုမှုနေတာကိုမြင်လိုက်ပါတယ်။အဲ့ဒီခွေးကတရားပေးတန်တန်းကိုခေါင်းနဲ့ထက်ခါတိုက်နေပါတယ်။နောက်ဆုံးမှာတော့ခေါင်းထဲကချစ်ပြားတစ်ခုပြုတ်ကျလာပါတယ်။အဲ့ဒီခွေးရဲ့အမည်က E9 ဒီချစ်ပြားကသူ့ကိုထိန်းချုပ်ထားတဲ့အာယုံကြောစနစ်ပါ။ချစ်ပြားပြုတ်ကျသွားတဲ့အချိန်မှာ E9 ဟာထိန်းချုပ်မှုကနေလွတ်မြောက်သွားပါတယ်။ဒေါက်တာယန်ဆိုတဲ့သိပ္ပံပညာရှင်ကလက်တော်နဲ့ခွေးတွေကိုပြန်ထိန်းချုပ်ဖို့ကြိုးစားပါတယ်။တချို့ခွေးတွေကိုပြန်ဖမ်းနိုင်ခဲ့ပေမဲ့ E9 တကောင်ပဲလွတ်နေပါတယ်။အဲ့ဒီအချိန်မှာဟယ်လီကော်ပတာတစ်စီးရောက်လာပြီးခွေးတွေထည့်ထားတဲ့ဘန်ကားကိုတဲထုတ်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့မြူကိုတဲကနေ E9 ကခုန်ထွက်လာပါတယ်။စက္ကန့်ပိုင်းအတွင်းဟယ်လီကော်ပတာအဖွဲ့သားတွေကိုတပ်ဖြတ်ပြီးဟယ်လီကော်ပတာကြီးပြက်ကျပေါက်ကွဲသွားပါတယ်။ဘန်ကားလည်းပြန်ပွင့်သွားပြီးခွေးအားလုံးလည်းပြန်လွတ်သွားပါတယ်။ဒေါက်တာယန်ရဲ့လက်တော့မှာစာတစ်ကြောင်းပေါ်လာပါတယ်။အဲ့ဒီစာသားကတော့ပြစ်မှတ်တရားပေါ်ကလူ116ယောက်လုံးကိုတပ်ပြည့်ရန်ဆိုတဲ့စာသားပါ။ခွေးတွေဟာအမိန့်နာခံတဲ့စံသက်တိရစ္ဆာန်တွေမဟုတ်တော့ပါဘူး။သူတို့ဟာအမဲလိုက်တက်ဖြတ်တဲ့တားရဲတွေဖြစ်သွားပါပြီ။ပိတ်မိနေတဲ့တရားပေါ်မှာလူတွေတယောက်ပြီးတယောက်အစိတ်စိတ်အမွာနဲ့တားရဲဖြစ်သွားတဲ့ခွေးတွေရဲ့တက်ဖြတ်မှုကိုခံနေရပါတယ်။ E9 ကတော့အမှောင်ထဲကနေအားလုံးကိုကြည့်နေပါတယ်။သူမဟာဒီခွေးတွေအားလုံးရဲ့မိခင်ပညာရှင်တွေရဲ့စမ်းသပ်မှုတွေဟာသူမရှိမှခွေးတွေကိုတပ်ပြခဲ့ကြတယ်။သူမရဲ့နာကျင်မှုဒေါသအညိုးတွေကအခုလက်စားချေမှုအဖြစ်ပြန်လာတာပါ။ဂျောင်ဟွန်းကသမီးကိုကာကွယ်ဖို့ကြိုးစားရင်းကားထဲပြေးဝင်ပါတယ်။ကားထဲမှာဒေါက်တာဟန်လည်းရှိနေပါတယ်။အဲ့ဒီအချိန်မှာဂျိုးဘက်ကလည်းသူ့ရဲ့အိမ်မွေးခွေးကလေးကိုကယ်ရင်းအသက်လူပြေးလာနေပြီးအကူအညီတောင်းနေပါတယ်။ဂျောင်ဟွန်းကလစ်လူရှူပြီးကားကိုဆက်မောင်းနေပါတယ်။ဂျောင်းမင်ကအဖေသူ့ကိုကယ်ရအောင်လို့ပြောပြီးကားရက်လိုက်ပါတယ်။ဂျိုးဘက်ကကားအနောက်ခန်းထဲခုံဝင်လာပြီးအသက်ရှင်သွားပါတယ်။အခုတော့ကားထဲမှာအစိုးရအရာရှိနဲ့သူ့သမီးစမ်းသပ်မှုဖန်တီးသူသိပ္ပံပညာရှင်ဆင်းရဲတဲ့ထရက်ကားသမား
သူတို့၄ယောက်ဟာအတူတူပိတ်မိနေကြပါတယ်။ဂျောင်ဟွန်းနဲ့ဂျိုဘက်ကမေးတော့ဒေါက်တာရန်ကအမှန်တရားကိုပြောပြပါတယ်။သူတီထွင်ခဲ့တဲ့ညူရဲ့ချစ်ပြားကိုမူလကခွေးတွေကိုနာခံစေဖို့ဖန်တီးခဲ့တာပါ။ဒါပေမဲ့အစိုးရကအဲ့ဒီနည်းပညာကိုစစ်လက်နက်အဖြစ်ပြောင်းလဲလိုက်ပါတယ်။ Project Silence ဆိုတဲ့စစ်ရေးစမ်းသပ်မှုအဖြစ်လူသက်ခွေးတွေဖန်တီးခဲ့ကြတာပါ။တစ်ဖက်မှာတော့ဟွန်ဘက်ကအားလုံးကိုဖုံးကွယ်ဖို့ကြိုးစားနေပါတယ်။သူ့အတွက်လူတွေသေသွားတာထက်လှုပ်ဝက်ချက်ပေါက်ကြားသွားမှာကပိုအရေးကြီးပါတယ်။ဟွန်ဘက်ကဂျောင်ဟွန်းနဲ့ဖုံးပြောတော့တရားပေါ်မှာအစိမ့်ငွေတွေပြက်နေပြီးကဲလို့မရတော့ကြောင်းပြောလိုက်ပါတယ်။တကယ်တော့ဟွန်ဘက်ကကယ်ဆယ်ရေးအဖွဲ့ကိုပြန်ခေါ်ထားပြီးသား။သူဟာလူတိုင်းသေသွားစေချင်တာပါ။နောက်ဆုံးမှာအသက်ရှင်ကျန်တဲ့သူတွေဟာဘတ်စကားတစ်စီးပေါ်မှာခွေးတွေကိုလှည့်စားပြီးထရက်ကားတစ်စီးနဲ့ထွက်ပြေးနိုင်ခဲ့ကြပါတယ်။သူတို့နောက်ဆုံးမီးခိုးတွေကိုဖျက်မောင်းသွားတဲ့အချိန်မှာအမှန်တရားကိုသိလိုက်ရပါတယ်။မီးခိုးကအစိတ်မဟုတ်ပါဘူး။ဟွန်ဘက်ကလိန်ထားတာပါ။တရားပေါ်မှာပိတ်မိခဲ့တဲ့လူ116ယောက်ထဲက6ယောက်ပဲအသက်ရှင်လျက်ထွက်လာနိုင်ခဲ့ပါတယ်။ဂျောင်ဟွန်း၊ဂျောင်းမင်၊ဂျိုးဘက်၊ဒေါက်တာရန်ယူယာမီယန်သူတို့မြေပြင်ပေါ်ရောက်တာနဲ့ဂျောင်ဟွန်းကဟွန်ဘက်စီသွားပြီးလူအများရှိမှမျက်နှာကိုထိုးချလိုက်ပါတယ်။ပြီးတော့သတင်းမီဒီယာရှိမှဒေါက်တာဟန်နဲ့အတူအမှန်တရားအလုံးကိုဖော်ထုတ်လိုက်ပါတယ်။ Project Silence ရဲ့လှုပ်ဝက်ချက်လူသက်ခွေးတွေအစိုးရရဲ့စမ်းသပ်မှုတွေအားလုံးပေါ်ပေါက်သွားပါပြီ။ဂျောင်းမင်ကသူ့အဖေကိုလှမ်းကြည့်နေချိန်ဂျောင်ဟွန်းကလည်းပြုံးပြီးသမီးစီရှောက်လန်းသွားပါတယ်။ဒါပေမဲ့ဇလန်းကဒီမှာမပြီးသေးပါဘူး။တရားအောက်အမှောင်ထဲမှာတခုခုလှုပ်ရှားနေပါတယ်။ E9 ဒဏ်ရာရနေပေမဲ့အသက်ရှင်နေစေ။သူမကကမ်းပေါ်တက်လာပြီးသူမရဲ့မျိုးပွားခွေးလေးကိုကဲတင်ကပျက်စီးနေတဲ့တရားကြီးကိုလှမ်းကြည့်နေပါတယ်။လက်စားချေမှုကမပြီးသေးပါဘူး။ဒီလိုနဲ့ Project Silence ဇက်ကားကအဆုံးသတ်သွားပါတယ်။